မင်္ဂလာပါဘောလုံးပရိသတ်တို့ရေဒီကနေ့ည9:00 နာရီမှာတော့ဒီကမ္ဘာလုံးကစောင့်ကြည့်နေကြမယ့် Premier League ရဲ့ပွဲကြီးပွဲကောင်းကြီးတစ်ပွဲရှိနေပါတယ်။အဲ့ဒါကတော့ Old Trafford မှာရှင်ပြိုင်ကစားကြမယ့် Manchester United နဲ့ Spurs တို့ရဲ့ပွဲစဉ်ကြီးပါပဲရှင်။2026ခုနှစ်ရဲ့အစောပိုင်းကာလမှာနှစ်သင်းစလုံးက Top 4အတွင်းခြေကုပ်ယူနိုင်ဖို့အတွက်အမှတ်တွေအသေးအံလိုအပ်နေချိန်ဖြစ်တာကြောင့်လေဒီပွဲကတာမန်ထက်ပိုပြီးတော့ကိုအကျိတ်နဲ့ရှိမယ်ဆိုတာကတော့အသေးချပါပဲ။ဒီပွဲစဉ်မှာဘလို့ကစားသမားအချင်းချင်းထိတ်တိုက်တွေ့ဆုံမှုတွေကပွဲကိုအဆုံးဖြတ်ပေးသွားနိုင်မလဲ။မန်ယူရဲ့အကြီးကကွန်းလယ်လူနဲ့စပါးရဲ့ Foundation ကစားသမားတို့ရဲ့ကွန်းလယ်လူပွဲမန်ယူတိုက်စစ်မှုနဲ့စပါးခန်းစစ်မှုတို့ရဲ့အကျိတ်နဲ့တိုက်ပွဲဒီလိုတိုးချင်းထိတ်တိုက်တွေ့ဆုံမှုလေးတွေကပွဲရဲ့ရလဒ်ကိုပြောင်းလဲသွားနိုင်ပါတယ်။တမိုင်းချောင်းကိုပြန်ကြည့်မယ်ဆိုရင်ဒီနှစ်သင်းတွေ့ဆုံမှုတိုင်းကရင်ခုန်စရာကောင်းခဲ့တာအမှန်ပဲဖြစ်ပြီးတော့ဂိုးတွေအများကြီးကိုလည်းမြင်တွေ့ခဲ့ရတာဖြစ်ပါတယ်ကဲဒါဆိုဒီတစ်ခါမှရောဘလို့ရလက်ထွက်ပေါ်လာမလဲမန်ယူကတော့အိမ်ကောမှာကစားရမှာဖြစ်လို့အသာစီးရနိုင်ပါတယ်ရှင်သူတို့ရဲ့တိုင်းစစ်ကလည်းအခုနောက်ပိုင်းဂိုးသွင်းချေပြန်တွေ့နေပြီးတော့ကွင်းလယ်ပိုင်းကပွဲကိုထိန်းချုပ်နိုင်စွမ်းရှိလာတာကိုလည်းတွေ့ရပါတယ်ရှင်ဒါပေမဲ့သူတို့အတွက်စိုးရင်စရာကစပါးရဲ့မြန်စမ်းတဲ့တံမြန်တိုက်စစ်ကိုဘလို့ထိန်းချုပ်မလဲဆိုတာပါပဲတစ်ဖက်ကစပါးသင်းကိုကြည့်မယ်ဆိုရင်တော့သူတို့ကအဝေးကွင်းဆိုပေမဲ့လုံးဝကို short တွက်လို့တော့မရပါဘူးစပါးရဲ့ high present ကစားပုံကပြိုင်ဘက်ခန်းစစ်ကိုအမြဲတမ်းဒုက္ခပေးလေရှိပါတယ်အထူးသဖြင့်ကွင်းလယ်ကနေဘောလုံးဖြတ်တောက်ပြီးတိုက်စစ်စင်တဲ့နေရာမှာစပါးကအရန်ကိုမြန်ပါတယ်ဒီပွဲမှာစပါးရဲ့ဒီပလေယာတွေသာခြေစွမ်းပြနိုင်မယ်ဆိုရင်တော့မန်ယူခန်းစစ်အတွက်ကတော့တကယ်ကိုအလုရှုံမဲ့ညတညဖြစ်လာမယ်ဆိုတာကတော့အသေးချပါပဲဒီပွဲမှာစောင့်ကြည့်ရမယ့်ထိတ်တိုက်တွေ့ဆုံမှုတွေကတော့မန်ယူရဲ့ဗဟိုခန်းစစ်နဲ့စပါးရဲ့ကိုသွင်းဆက်တိုက်စစ်မှုတို့ရဲ့အားပြိုင်မှုတွေပါပဲကွင်းလယ်မှာဘယ်သူကဘောလုံးကိုပိုင်ဆိုင်နိုင်မလဲဆိုတာကလည်းပွဲရဲ့အဖြေကိုစကားပြောသွားပါလိမ့်မယ်ရှင်။တမိုင်းချောင်းနဲ့လက်ရှိဖောင်အရဆိုရင်တော့မန်ယူကအဝေးကွင်းမှာအားကောင်းတက်တယ်လို့စပါးကလည်းအဝေးကွင်းမှာဂိုးသွင်းလေးရှိပါတယ်။ကျမတို့ရဲ့မြတ်ဆိုရင်တော့နှစ်သင်းစလုံးဂိုးသွင်းကြမဲ့ပွဲမျိုးဖြစ်ပြီးတော့ပွန်လင်းတဲ့ကစားကွက်ကိုမြင်ရဖို့ရှိနေပါတယ်။အမေကွဲသွားဖို့ဆိုတာတဲ့အိမ်ရှင်မန်ယူကပဲအိမ်ဝအားသာချက်နဲ့ကတ်နိုင်သွားမလားလို့လည်းထင်ရပါတယ်။ကျမတို့ခံမှန်းရလက်တွေကတော့ Manchester United တကူ Spurs 2ဂိုးဒါမှမဟုတ်2ဂိုးစီသေးလည်းကျသွားနိုင်ပါတယ်။ကဲပရိသတ်ကြီးတို့ရောဘယ်လိုထင်ကြပါလဲ။မန်ယူကပဲနိုင်မလား Spurs ကပဲအဝေးကွင်းမှာအမှတ်ခိုးသွားမလားဆိုတာကတော့ဗီဒီယိုရဲ့ comment အောက်မှာပြပြပေးခဲ့ကြပါအောင်နော်။အခုလိုဘောလုံးသတင်းနေနဲ့ပွဲကြိုသုံးသက်ချက်တွေကိုအမြဲကြည့်လို့ရအောင်ကျမတို့ရဲ့ channel လေးကိုလည်း like and subscribe လေးလုပ်ထားကြဖို့မမေ့ပါနဲ့အောင်ရှင်။နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။